ငွေတက်တာနဲ့ပဲတရေ6တယ်ဆိုတဲ့အခန်းတိုက်ကိုကျွန်တော်ငှားလိုက်တယ်ပြောင်းလာခဲ့တဲ့ပထမဆုံးညမှာပဲရေချိုးခန်းတွေကရေပန်းကအလိုလိုပွင့်လာခဲ့တယ်ကျွန်တော်လည်းပလာနက်ကြီးဖြစ်နေတဲ့အခန်းထဲကိုလှမ်းអော်ပြီးနင်းဟာနေရေဖိုးပေးချလိုက်လို့သွားပြောတော့ရေပန်းကချက်ချင်းတန်းရက်သွားခဲ့တာဒါဟာအစပဲရှိသေးတယ်လို့ကျွန်တော်ထင်ခဲ့တာပေါ့နောက်တနေ့ရောက်တော့စပွဲပေါ်မှာဟင်းသုံးခွက်နဲ့စွပ်ပြုတ်တစ်ခွက်ရောက်နေတာကိုတွေ့လိုက်ရတယ်ဘေးမှာစာရွက်လေးတစ်ရွက်နဲ့ထမင်းဘိုး25ကျပ်ဆိုပြီးရေးထားတာပါကျွန်တော်အုံနောက်ကချက်ချင်းတွက်ချက်မှုတွေစလုပ်တော့တာပါပဲအသားနဲ့ဟင်းသီးဟင်းရွက်တွေပါတယ်ဟင်းသုံးခွက်နဲ့စွပ်ပြုတ်တစ်ခွက်ကြည့်ရတာလေအရန်အရသာရှိမဲ့ပုံစံမှာဆိုရင်ဒီဟင်းကအနည်းဆုံးခွဲပေးရင်တော့50မကဘူးအခုတော့25ကျပ်တဲတဲ့ဒါတကယ်ကိုတန်လုံးနဲ့တရုပ်ပဲကျွန်တော်လဲတူကိုကောက်ကင်ပြီးအစီတဝင်းဝင်းနဲ့ဝက်သား3ထပ်သားနဲ့တတုံးကိုပါဇက်ထဲထည့်လိုက်တာအရသာရှိလုံးလို့ရှာတော့မျိုးချမိမတက်ပဲစာမစားမီအစားတောက်တွေကိုကတက်ကရစားတောက်နေရင်နဲ့ပလာနယ်တဲ့ကိုမကြည်မနဲ့ရေရွတ်လိုက်မိတယ်တရေမရေနင်းကလည်းတိတ်တွက်ကတ်တာပဲတေးပြီးသားဟာကိုအခုထိပတ်စံပြားစီအထိတွက်နေတော့ကောင်းထဲမှာအကြီးကြီးတွေးစမ်းပါအောင်အခန်းကတော့တိတ်ဆိတ်မြဲတိတ်ဆိတ်နေစေပါကျွန်တော်ဝါးစားနေတဲ့အတန်ပဲကြားနေရတယ်ညစာစားပြီးတော့ပကန့်စီပြန်တွေကိုကြည်ရင်ဝမ်းသာအားရတန်းဝေလိုက်မိတယ်ပြင်းကြီးစိတ်ကဝင်လာတာနဲ့အိမ်ပေါ်တရေမရဲ့အကန့်တက်ကိုစမ်းတက်တဲ့အနေနဲ့ပကန့်တွေကိုဘေးစင်ထဲမှာပဲပစ်ထားလိုက်တော့တယ်နောက်တနေ့မနက်မှာတော့အိုးခွက်ပကံတွေရဲ့တောက်တက်အတန်တက်လေးကြောင့်နိုးလာခဲ့တဲ့မိဖို့ချောင်းတဲကိုခြေဖွင့်နှင်းသွားပြီးကြည့်လိုက်တော့ဘေးစင်ကပျောက်ရှင်းနေပြီးပကံတွေကိုလည်းတန့်ရှင်းစွာစီကြောတက်ရဲစီထားတာကိုတွေ့လိုက်ရတယ်နောက်ထပ်စာရွက်လေးတစ်ရွက်ရှိနေပြန်တယ်ဒီတစ်ခါတော့တွေးနဲ့ရေးထားတာမဟုတ်ပါဘူးဘောပင်အနက်နဲ့ရေးထားတာပါပကံစီကတစ်ချိန်ကို9ကျက်လာစဉ်တောင်းခံပြီးကျွန်တော်ဒေါသထွက်လွန်းလို့ရဲမိသွားတဲ့အတီပြောတာပါကျွန်တော်ကြားဆိုတဲ့ကောင်မွေးလာတာ20ကျော်အတွင်းမှာဒီလောက်စီကံကြီးတဲ့တရေမျိုးတစ်ခါမှမမြင်ဘူးပြိုင်ဆိုင်လိုစိတ်တွေအပြည့်အဝနိုးကြလာခဲ့ပြီးနင်းကကစားချင်တာပေါ့ဟုတ်လားလာလေစင်ခေါ်လိုက်စမ်းကျွန်တော်ကလမ်းလျှောက်လမ်းရဲ့တဝက်လောက်ကိုပိတ်ထားတဲ့အမှတ်8ပြေကိုတကားဝမှာတမင်တကာသွားထားလိုက်တယ်ကဲတက်နိုင်ရင်သွားလွင့်ပစ်လိုက်လေနောက်တနေ့ရောက်တော့အမှတ်8မရှိတော့ဘူးတကားမှာစတီကာစာရွက်လေးကတ်ထားတာကိုတွေ့ရတယ်အလုတ်ခိုင်းက30ကျပ်ညတညမှာအချိန်ပိုအလုတ်ဆင်းပြီးအတီကောင်လိုပင်မနွမ်းနေစွာအိမ်ပြန်ရောက်လာခဲ့တယ်မှောင်မဲနေတဲ့အခန်းထဲမှာမီးကလုတ်ကိုလှမ်းဖွင့်အခန်းမီးတွေကအလိုလိုပွင့်လာခဲ့တဲ့မျက်လုံးကိုမထိခိုက်စေတဲ့အလင်းပျော့ပျော့လေးပေါ်အဲ့ဒီအချိန်မှာကျွန်တော်ရင်ထဲတစ်ခုခုနှွေးထွေးသွားခဲ့တယ်ဒါပေမဲ့ချက်ချင်းဆိုသလိုမီးဆိုင်ပေါ်ကနေစာရွက်လေးတစ်ရွက်ဝဲကျလာခဲ့တယ်နေ့အတွက်မီးဖွင့်ပေးထားတဲ့လျှက်စစ်မီတာကတီးတန့်ကောက်မြည်ရင်ထဲမှာမနက်ကမှနှွေးထွေးသွားတဲ့ခန်းစားချက်လေးဟာအဲ့ဒီစကလုံးတွေကြောင့်ချက်ချင်းပျက်စီးသွားခဲ့ရတယ်တီးတန့်ကောက်မြည်တဲ့အမေရိကန်ဒေါ်လာတွေတောင်းနေတာလားကျွန်တော်လည်းမျက်နှာချက်ကိုကြည့်ပြီးစိတ်ပြက်လက်ပြက်မြက်လုံးလံပြလိုက်တယ်ဒီလိုနဲ့ပဲနေ့တိုင်းဒီလိုမတမာတဲ့အပြန်လန်ဖြစ်ရတွေနဲ့ဘဝကဆက်သွားနေခဲ့တာပေါ့ဒီလိုအတိတ်ပဲမရှိတဲ့အသွားပြန်တွေကြားထဲမှာပဲကျွန်တော်ရဲ့တရေအိမ်ဖော်မလေးရဲ့ဇယိုက်ကိုဖြည်းဖြည်းချင်းနားလည်လာခဲ့တယ်။သူမရဲ့နာမည်ကလူစီတဲ့သူမကတန်ရှင်ရည်ယူ Queen Freak တယောက်ကျွန်တော်သာတွင်းခံကိုကျမ်းပြင်ပေါ်လွှင့်ပစ်ထားရင်အဲ့ဒါကဘေးစင်တဲကိုအလိုလိုခုံဝင်သွားမှာသူမမှာပြင်းထန်တဲ့စိတ်ဆွဲလန်းလုံယောဂဟုတ်တယ်ရှိသေးတယ်။စာအုပ်စင်ပေါ်ကစာအုပ်တအုပ်မကအရက်အနှိမ့်အမြင့်တိုင်းညီမနေရင်တော့မနဲ့ရောက်ရင်ကွက်တီညီသွားတတ်တာမျိုးသူမကဟင်းချက်တာအရန်တော်ပေမဲ့အင်မတန်အစွန်းထွက်တွက်ကသူပါဟင်းတစ်ခွက်ကငန်တယ်လို့များကျွန်တော်ပြောလိုက်ရင်3ရက်ဆက်တိုက်တူဟုပြုတ်တက်ပဲချက်ကျွေးတော့တာသူမကအရန်လဲတော်တက်သေးတဲ့တခါကကျွန်တော်ရှော့စင်းနဲ့အင်ဂျီတစ်ထဲဝယ်လာပြီးမှန်ရှိမှာစမ်းဝတ်ကြည့်နေတော့မှန်ပေါ်မှာရင်ငွေတွေနဲ့စကလုံးတွေဖြည်းဖြည်းချင်းပေါ်လာခဲ့တယ်။ရုံရင်းနဲ့အရသာရုံရင်းနဲ့စတိုင်ပိုလို့တောင်ရုံရင်းနဲ့ပတ်ဆက်အိတ်ကျွန်တော်အရန်ဒေါသထွက်သွားတာနဲ့မဆက်ဆက်ပဲဝင်ပါနေလို့ဆိုပြီးမိဖို့ချောင်ဘက်ကိုလှမ်းအော်တော့တာပဲပြီးတော့သူမကိုပတ်စံပြားစီအထိတွက်နေတော့မရှိသေးတဲ့တင်နေတဲ့စည်ရင်ကင်မလို့ပါဆဲလိုက်မိတယ်။အဲ့ဒီခါမှန်ပေါ်ကစကလုံးတော့ဒီကနင့်ကိုနေပြန်ပြောလိုက်ပါဆိုပြီးပြောင်းသွားခဲ့တယ်ကျွန်တော်လည်းသူမရဲ့တရှိမှုကိုကျင့်သုံးလာနိုင်ခဲ့ပြီးအမှန်တိုင်းပြောရရင်သဘောတောင်ကျက်မိလာတဲ့အနည်းဆုံးတော့ခောက်ဆွဲချောက်တွေထပ်မစားရတော့ဘူးပေါ့အနည်းဆုံးတော့ဒီအေးဆက်ပြီးအထီးကျန်တဲ့မြို့ကြီးထဲမှာအခကြီးငွေနည်းနည်းပေးရရင်တော့မိအောင်လေးတစ်ခုကကျွန်တော်အတွက်လင်းလက်ပေးနေတယ်မဟုတ်လားတနေ့မှာတော့ကျွန်တော်ရဲ့တူဦးလေးတော့တငယ်ချင်းထားအိမ်ကိုလည်းပို့ရောက်လာခဲ့တယ်ကျွန်တော်တို့စီကိုကြိုတင်သတိပေးထားလိုက်တယ်ငါတငယ်ချင်းလာလိမ့်မယ်သူကအောက်ချီလို့အောင်ကြောက်တတ်တာမို့လို့ဒီနေ့တော့ငင်းနေတော့ရသလားစပွဲပေါ်ကမဂ္ဂဇင်းတအုပ်မြောက်တက်လာပြီးစာအုပ်ပေါ်မှာစကလုံးအကြီးကြီးနှလုံးပေါ်လာတယ်နောက်တနေ့ထုံဝင်လာချင်းလေးကိုပြင်းပြင်းရှူလိုက်ပြီးကြားမင်းကြွယ်ဝသွားတာလားအိမ်ဖော်ငှားလိုက်တာလားဒီနေရာကမင်းနေရာဖြစ်ဖို့တိတ်ကိုတန့်ရှင်းလို့နေတယ်လို့ဆက်နောက်လိုက်တယ်။ငါရဲ့အကျင့်တွေပိုကောင်းလာတာပါလို့ကျွန်တော်ပြောလိုက်ရရှိသေး TV ကအရှင်ကားပြနေရာကနေဘန်နာရေးလိုင်းကိုအလိုလိုပြောင်းသွားခဲ့တဲ့ထံတယောက်ချက်ချင်းတုံ့လောက်သွားပြီး remote ပဲမှာလဲ။ဘာလို့လိုင်းကအလိုလိုပြောင်းသွားတာလဲ။လိုင်းမကောင်းလို့ဖြစ်မှာပါလို့မျက်နှာမပြတ်ပဲပြောပြီးကျွန်တော်လိုင်းပြန်ပြောင်းလိုက်တယ်။ရာသီဥတုအကြောင်းစကားဆက်မြည်ပြောနေတော့မှပဲထမ်းရေခွက်ကစပွဲဆုံးဘက်ကို9စင်တီမီတာလောက်အလိုလိုရှော့သွားပြန်တယ်။ဘာလဲကွာ။ခွက်ကအလိုလိုရွှေ့သွားတာပါလား။ကျွန်တော်အေးစစ်စစ်ပဲခွက်ကိုနေရာပြန်ရွှေ့ပေးလိုက်ပြီးစိတ်လျှော့ပါကွာ။ငါအိမ်ဖော်ကနည်းနည်းဆိုးတာဒါပေမဲ့ဟင်းချက်တော့အရန်ကောင်းတယ်လို့ပြောလိုက်တာတုန်းကကျွန်တော်ကိုယူနေတဲ့သူတယောက်လိုကြောက်လန့်တကြားကြည့်နေခဲ့တယ်ကြာမင်းစိတ်ဖိစီးမှုတွေတိတ်များနေတာလားမင်းမိစ္ဆာတွေဘာတွေမြင်နေရတာလားကျွန်တော်တက်ပြင်းချလိုက်မိတယ်ရှင်းပြလို့ရမှာမဟုတ်ဘူးဆိုတာသိတာကြောင့်မိချစ်တယ်လို့ကြောက်နေတဲ့ထုံကိုအိမ်ပြန်လွှတ်လိုက်ရတော့တယ်ကျွန်တော်ဆိုဖာပေါ်မှာထိုင်ရင်စိတ်တက်ကြတယ်လို့ခံစားလိုက်ရတယ်အဲ့ဒီအချိန်မှာပဲအခန်းမီတွေကပုံမမိန်သွားပြီးပိုလို့တောင်အလင်းညင်သာသွားခဲ့တယ်ကျွန်တော်ကျမ်းပြင်ကနေမျက်နှာချက်ထိမြင်ရတဲ့တရင်ပေါက်မှန်ကြီးဘက်ကိုလှည့်ကြည့်လိုက်တယ်ပထမဦးဆုံးအချိန်ဖြစ်အဝိစာအဖြူရောင်ဝတ်ဆင်ထားတဲ့အရက်ရှိရှိပုံရိပ်တစ်ခုကိုရှင်းရှင်းလင်းလင်းမြင်လိုက်ရတာပါသူမဟာလှည့်ပတ်သွားလာနေတဲ့မြို့ကိုတိမ်တိုက်တစ်ခုလိုမှုံဝါးနေစေဖြစ်ပေမဲ့ခန္ဓာကိုယ်နဲ့ပခုံးပေါ်ကျနေတဲ့စပင်းရှိရှိတွေကိုတော့မြင်နေရတဲ့သူမကတရင်ပေါက်မှန်ကိုတိတိကျကျတုပ်ပေးနေတာပါမနက်ကကျွန်တော်တန်ရှင်းရေးကောင်းကောင်းမလုပ်ခဲ့မိဘူးလေသူမရဲ့လှုပ်ရှားမှုတွေကစာရိတ်တမပြတ်စစ်ဆက်တေချပြီးဘက်တမတယောက်ရဲ့တက်ရမှုမျိုးနဲ့ပြည့်နေနေတယ်ရုတ်တရက်ဆိုသလိုထောင်ရဲ့စိုးရိမ်မှုတွေနဲ့ကဘာကြီးရဲ့နားလည်မှုလွဲမှားမှုတွေဟာဘာမှမရေးပါတော့ပါဘူးဒီမျိုးကြီးထဲမှာကျွန်တော်မှနောက်ဆုံးတော့အိမ်ဆိုတာလေးရှိလာခဲ့ပြီးတာမန်မဟုတ်တဲ့မိသားစုဝင်တယောက်လည်းရရှိခဲ့ပြီလေဒါပေမဲ့မင်္ဂလာရှိတဲ့ရက်တွေကကြကြမခံခဲ့ပါဘူး
ကုမ္ပဏီရဲ့အလုပ်လျှော့ချမှုရိုက်ခတ်မှုကကျွန်တော်လိုအောက်ခြေဝန်ထမ်းလေးစီရောက်ရှိလာခဲ့တဲ့အေးဆက်ဆက်အီးမေးလ်ဆောင်နဲ့တရားဝင်စကားလုံးအလို့ချို့ကပဲကျွန်တော်နေ့တိုင်း2 နာရီကြာလက်လျှောက်အလုပ်သွားခဲ့ရတဲ့စိတ်ပြက်ဖွယ်ပေးဆက်မှုကိုအဆုံးသတ်လိုက်တော့တယ်စက်ကူကတ်ထုတက်တာလေးကိုကင်ပြီးလူစီကားတဲ့လမ်းမတွေပေါ်လမ်းလျှောက်နေရင်ဘဝမှာပထမဦးဆုံးအကြိမ်ဖြစ်တစုံတစ်ယောက်ကလွှင့်ပစ်လိုက်တဲ့အမိုက်စရိုက်လိုခံစားလိုက်ရတဲ့အိမ်ပြန်ရောက်တော့ဆောင်းကိုကောင်းကြီးချုံလိုက်တဲ့ထင်းချုပ်ထားသမျှ PR တွေနဲ့ကြောက်ရွံ့မှုတွေအားလုံးပောက်ကွဲထွက်လာပြီးမြစ်တာပြတ်တယ်လို့ဘာမှမမြင်နိုင်တော့ပဲငိုကြွေးနေမိတော့တယ်အခန်းထဲကနေရှီဟောင်းကနဝင်ဂီတတန်တက်တက်လေးကြားလိုက်ရတယ်အဲ့ဒါကကျွန်တော်အကြိုက်ဆုံးတေးဂီတဖြစ်တဲ့ Devote ရဲ့ New World Symphony ပါတစ်ခါကညစာစားရင်းနဲ့ဗလာနယ်တဲကိုဒီဂီတကတိတ်လာတာပဲဘဝရဲ့အခက်အခဲဆုံးနေ့ရက်တွေကိုတောင်ကြော်ဖြစ်နိုင်အောင်ကူညီပေးနိုင်တယ်လို့ပဲလို့ပြောခဲ့ပူတာလေကျွန်တော်ရှူရှိုက်လိုက်ပြီးအခန်းထဲကနေတွားတယ်လို့ထွက်လာခဲ့တဲ့ထမင်းစပွဲပေါ်မှာပူပူနွေးနွေးကိုလာချက်တောင်မှဟင်းတပွဲရောက်နေတဲ့ဘေးမှာစာရွက်လေးတစ်ရွက်ငင်းငင်းလေးရှိနေပြန်တဲ့အဲ့ဒီမှာစကလုံးနှလုံးနဲ့ရေးထားတာပါအခမဲ့နောက်ဆုံးတော့ကျွန်တော်မျက်ရည်တွေစီးကျလာပြန်တဲ့မတရားခံရလို့မဟုတ်ပါဘူးနှွေးထွေးမှုကိုခံစားလိုက်ရလို့ပါပထမဦးဆုံးအကြိမ်ဖြစ်ဗလာနယ်တဲကိုစိတ်ရင်းမှန်နဲ့ပြောလိုက်မိတယ်ကျေးဇူးပါပဲဟိုစီလေးထုထဲမှာတို့မဟုတ်တဲတဲကွဲကွဲမဟုတ်တော့တပြင်းချတန်တဲတဲလေးပေါ်ထွက်လာတယ်လို့ပဲထမင်းစားပြီးတာနဲ့လက်တော့ကိုဖွင့်ပြီးကိုရေးရစဝင်ခင်းတွေကိုအယူအမှုလျှောက်တော့တာပဲဒါပေမဲ့လျှောက်လွာတိုင်းကဘာမှအကြောင်းမပြန်ပဲပျောက်ကွယ်သွားခဲ့တယ်လို့ရရှိခဲ့တဲ့အင်တာဗျူးအနေငယ်ကလည်းကျွန်တော်ကိုညှင်းပယ်ခဲ့ကြတယ်နောက်ဆုံးတော့ဘဏ်အကောင့်ထဲကပတ်စံတွေတစ်နေ့ထက်တစ်နေ့ရောနေလာတာကိုကြည့်ရင်စိုးရိမ်စိတ်တွေကအာယုံကြောတွေကိုစားသုံးလာပြီးညတိုင်းအိမ်မပြောတဲ့ယောဂပါရလာခဲ့တယ်နောက်ဆုံးမှာတော့ကျွန်တော်အမြဲတမ်းအိမ်မက်ခဲ့ရတဲ့ကုမ္ပဏီတစ်ခုစီကနေအင်တာဗျူးဖိတ်ခေါ်စာရရှိခဲ့တဲ့အင်တာဗျူးနေ့မှာတော့ကျွန်တော်မှရှိတဲ့တထည်သေးသောဝတ်စုံပြည့်ကိုထုတ်ဝတ်ခဲ့ရတဲ့စောစောစီစီထားခဲ့ပေမဲ့အရန်စိတ်လှုပ်ရှားနေတာကြောင့်အောက်ထက်ကကော်ဖီဆိုင်မှာမနက်စာဝယ်တုန်းကလက်တွေတုံးလုပ်ပြီးပူပြင်းတဲ့အမေရိကာနိုကော်ဖီတွေကျွန်တော်အင်ဂျီပေါ်ဖိတ်ချသွားခဲ့တဲ့အဲ့ဒီခိုက်တက်မှာမိုးချိုးပစ်ချလိုက်တယ်လို့ပါပဲအိမ်ကိုအသေးအတန်ပြန်ပြေးလာခဲ့ရပြီးဘဝကိုစိတ်ပြက်လက်ပြက်လက်လျှော့လိုက်တော့မလို့အင်တာဗျူးကတနာရီပဲလိုတော့တာအင်ဂျီအစ်စ်သွားဝယ်ဖို့အချိန်မရှိတော့ဘူးငါရဲ့အခွင့်အရေးကိုဒီလိုမျိုးပဲဆုံးရှုံးလိုက်ရတော့မှာလားအဲ့ဒီအချိန်မှာပဲရေချိုးခန်းထဲကအဝတ်လျှော်ဆက်ကတင်းတင်းလေးလက်ပတ်တန်ကြားလိုက်ရတာကျွန်တော်တောင့်တင်းသွားပြီးအမြန်ပြေးကြည့်လိုက်တဲ့ကော်ဖီကွက်ပီနေတဲ့အင်ဂျီကဆက်ထဲမှာလက်ပတ်နေပြီးမိနစ်20ကြာတော့ရှော့ဆက်ရက်သွားပြီးအချောက်ခံဆက်စနစ်စတင်သွားခဲ့တယ်နောက်ထပ်မိနစ်20ကြာတော့တန်ရှင်းပြီးပူနွေးကလက်ဆက်တဲ့ရနံတင်းနေတဲ့အင်ဂျီတစ်ထည်ဟာကျွန်တော်အိတ်ခမ်းတကားမှာမမြင်ရတဲ့ခြေတစ်ခုနဲ့ခြေဆွဲထားတာကိုတွေ့လိုက်ရတယ်ကျွန်တော်အင်ဂျီကိုအိမ်မက်မက်နေတယ်လို့စိုက်ကြည့်နေမိတယ်အင်ဂျီချက်ချင်းပြောင်းဝဲအိမ်ပြင်ကိုအမြန်ပြေးထွက်ပြီးစကားပြောချိန်မရပဲစက္ကန့်တိုင်းကိုစပရစ်ဆွဲကယထာဘူတာစီပြေးရတော့တာပဲအဲ့ဒီအချိန်ကလူကြောပိတ်ချိန်ဝါရှောင်းလေဘူတာယုံစီသွားတဲ့လမ်းမှာစက္ကန့်တိုင်းကုံဆုံးသွားတာနဲ့အမျှစိတ်ပူလွန်လို့ချွေးတွေပြက်နေခဲ့တယ်ဘတ်စကားတစ်စီးပေါ်အတင်းတိုးဝင်ဖို့နောက်ကျောင်းပြန်လှည့်တော့မဲ့အချိန်မှာပဲကျွန်တော်ရှိကမြေအောက်ယထာလက်မဖြတ်ကိတ်ကရုတ်တရက်ပြီးဆိုပြီးအတန်ကြီးကအစိမ့်အယောင်မီးလဲလာခဲ့ပြီးဂိတ်တကားကအလိုလိုပွင့်သွားခဲ့တယ်စစ်စစ်စဉ်းစားဖို့အချိန်မရှိတာနဲ့ရာဇဝင်ရအပြေးလွှားတိုးဝင်ခဲ့တယ်လက်ဖောင်းစီရောက်တော့ယထာတကားတွေကဖြည်းဖြည်းချင်းပိတ်နေပြီဖြစ်တာကြောင့်ရင်ဘတ်တစ်ခုလုံးတင်မတက်ခုန်သွားရတယ်တကားမပိတ်မီစက္ကန့်ပိုင်းလိုမှပဲတစ်ခုခုကကြားထဲမှာညှက်သွားခဲ့တယ်လို့မျိုးအရေးပေါ်အချက်ပေးတန်ကြည်ကြည်လောင်လောင်မြည်လာပြီးတကားတွေပြန်ပွင့်သွားခဲ့တယ်ကျွန်တော်လည်းယထာဘော်ကိုအသေးအတန်ပြေးဝင်လိုက်ရပြီးအသက်ကိုပြင်းပြင်းရှူရင်းရင်တွေတုံတုံခုန်နေခဲ့တော့တဲ့အရာရာတိုင်းကတိုက်ဆိုင်လွန်းလာတဲ့တယောက်ယောက်ကကျွန်တော်အတွက်လမ်းရှင်းပေးနေတယ်လို့မျိုးကုမ္ပဏီစီအင်တာဗျူးမစမီငါမိနစ်အလိုမှာရောက်သွားခဲ့တဲ့အစည်းအဝေးခန်းထဲမှာစောင့်ဆိုင်းနေရတဲ့စက္ကန့်တိုင်းကငရဲကျနေတယ်လို့ပဲအချိန်တော်တော်ကြာပြီးတဲ့နောက်ဆုံးတော့ကျွန်တော်အလဲရောက်လာခဲ့တဲ့အသက်ကိုပြင်းပြင်းရှူပြီးအတွင်းထဲကိုဝင်သွားခဲ့လိုက်တဲ့အင်တာဗျူးသူ၄ယောက်ကတန်းစီထိုင်နေကြပြီးအားလုံးရဲ့မျက်နှာတွေကတီးတက်လွန်းလာတယ်ကျွန်တော်လက်ဝါးတွေချွေးဆူလာခဲ့ပြီးပြင်ဆင်လာခဲ့တဲ့မိမိကိုယ်ကိုမိတ်ဆက်စကားတွေကနှက်ခမ်းဖျားကြီးရောက်လာပေမဲ့ခေါင်းထဲမှာဗလာနက်ကြီးဖြစ်သွားခဲ့တဲ့အုံနောက်ကcrash ဖြစ်သွားတာပါကျွန်တော်ရှက်လုံးလို့မြေကဘာထဲတိုးဝင်ခြင်းစိတ်ပေါ်လာချိန်မှာပဲစပွဲပေါ်ကဘောပင်အနက်ရောင်လေးတစ်ချောင်းကကျွန်တော်လက်စီကိုလိမ့်လာခဲ့တယ်ကျွန်တော်လည်းမတွေးပဲလက်နဲ့လှမ်းဆွဲလိုက်မိတယ်အေးဆက်တဲ့အထီးတွေကကျွန်တော်ကိုလက်တွေဘဝစီချက်ချင်းပြန်ခေါ်ဆောင်ပေးခဲ့တယ်အောက်ကိုမုန်းကြည့်လိုက်တော့ဘောပင်ပေါ်မှာတင်းငယ်ပေမဲ့ရှင်းလင်းတဲ့စကလုံးနှလုံးထွင်းထားတာကိုတွေ့လိုက်ရတယ်တည်ငြိမ်ပါကျွန်တော်ရင်ထဲမှာချက်ချင်းတည်ငြိမ်သွားခဲ့တယ်အဲ့ဒီစကလုံးတွေကခန္ဓာကိုယ်ထဲကိုအထရီနလင်ဆေးထိုးပေးလိုက်တယ်လို့ပါပဲမင်္ဂလာပါခင်ဗျာအားလုံးပဲကျွန်တော်နာမည်ဂျက်ပါအဲ့ဒီအင်တာဗျူးမှာကျွန်တော်တခါမှမလုပ်ဘူးလောက်အောင်အကောင်းဆုံးစွမ်းဆောင်နိုင်ခဲ့တယ်တပတ်ကြာမှာတော့အဲ့ဒီကုမ္ပဏီစီကနေအလုပ်ခန့်အပ်လွှာအော်ဖာလက်ရရှိခဲ့တဲ့ပထမဆုံးအလုပ်ဆင်းတဲ့နေ့မှာပဲစူပါမားကတ်ကိုအပြေးလွှာသွားပြီးဆိုင်တမတရေနံချိုဝိုင်းတပလင်းနဲ့လက်ဆက်တဲ့ဟင်းဒီဟင်းရွက်အသားတွေကိုဝယ်ယူခဲ့တဲ့အိမ်ပြန်ရောက်တော့ညစာကြီးကြီးမားမားချက်ပြုတ်လိုက်တယ်ပြီးတော့ဝိုင်းဖန်ခွက်နှစ်ခွက်ထဲဝိုင်းထည့်ပြီးတစ်ခွက်ကိုမြှောက်လိုက်တယ်ဟိုစီဒီတစ်ခွက်ကနင့်အတွက်ပါကျေးဇူးပါပဲငါရဲ့ map support မလေးအခြားဖန်ခွက်တစ်ခွက်ကအနှဲငယ်တုံခါသွားပြီးသူမကကျွန်တော်ကိုအကြောင်းပြန်တယ်လို့မျိုးနားဝင်ချိုးတဲ့အတန်လေးနဲ့ကလင်ခနဲမြည်သွားခဲ့တယ်ကျွန်တော်ပြုံးလိုက်မိပေမဲ့မျက်လုံးထဲမှာတော့မျက်ရည်တွေဆူဆွနေခဲ့တယ်ကျွန်တော်တယောက်တည်းမဟုတ်ဘူးဆိုတာသိလိုက်ရပြီးကျွန်တော်မှမမြင်နိုင်တဲ့စောက်ရှောက်သူကောင်းကင်တမန်တစ်ပါးရှိနေတာပဲအလုပ်အတိရပြီးတဲ့နောက်မှာတော့ဝူစီနဲ့ဘဝကအရင်ကထပ်ပို့ပြီးဟာမိုနီကျလာခဲ့တယ်ကျွန်တော်ကပတ်စံရှာပြီးသူမကတော့အိမ်ကိုတက်တက်ရရခိုင်မအောင်ထိမ့်သိမ့်ပေးထားတာပေါ့စီးပွားရေးဆန်တဲ့စူဆောင်းမှုနီလန်းတွေကိုတုံးပြီးကျွန်တော်စရိတ်တွေကိုစောင့်ကြည့်ပေးကဗန်နာရေးစီမံကိန်းတွေလည်းဆွဲပေးခဲ့သေးတယ်ဒီလိုထူးခြားတဲ့အဖော်ပြမှုကိုပင်ကျွန်တော်သဘောကျလာခဲ့တယ်နေတိုင်းအိမ်ပြန်ရောက်ရင်ပူပူနွေ့နွေ့ထမင်းဟင်းတွေစောင့်နေတယ်လို့လာစာထုတ်နေတိုင်းဗန်နာရေးအနှစ်ချုပ်ပါတဲ့စီးရင်စရာရရှိခဲ့တယ်အလုံးမှာပြဿနာကြုံရတိုင်းတက်ဆိုင်ရာစာအုပ်တွေနဲ့အချက်လက်တွေကကျွန်တော်စာပွဲပေါ်အလိုလိုရောက်လာလိမ့်ရှိတယ်သူမကနှုတ်ဆက်နေတဲ့လမ်းပြနီးပြတယောက်300အဆင်ပြေတဲ့အိမ်ပေါ်တယောက်နဲ့ကျွန်တော်အတိဆုံးစိမ့်သက်သူတယောက်ပါပဲဒါပေမဲ့သူမရဲ့အတိတ်အကြောင်းကိုတော့ကျွန်တော်ဘာမှမသိခဲ့ရဘူးကျွန်တော်တို့သားစာတာပူဖြစ်လာတာနဲ့အမျှကျွန်တော်ရဲ့စူးစမ်းခြင်းစိတ်ကပုံမူပြင်းထန်လာခဲ့တယ်လူစီဘလို့တည်ဆုံးခဲ့တာလဲအွန်လိုင်းမှာပါတဲ့ဝေဝါးနေတဲ့သတင်းအတူလေးရဆိုရင်သူမဟာမတော်တဆတငွေစိတ်တင်ပြီးတည်ဆုံးခဲ့တာတဲ့ဒါပေမဲ့အဲ့ဒါကတခုခုလွဲမနေတယ်လို့ခံစားရတယ်ဒါကြောင့်မို့လို့သူမကိုတိုက်ရိုက်မေးကြည့်လိုက်မိတယ်လူစီနင်တကယ်ပဲဘလို့တည်သွားခဲ့တာလဲ
အခန်းထဲကမိတွေကမိန်ကနေလင်းကနေဖြစ်သွားခဲ့တယ်သူမတစ်ခုခုပြောပြချင်နေပုံရပေမဲ့ဆွမ်းအားတစ်ခုခုကသူမကိုပိတ်လောင်ထားတဲ့လိုမျိုးသတင်းအချက်လက်ကိုပေးပို့လို့မရအောင်တားဆီးနေခဲ့တယ်သူမရဲ့တုံ့ပြန်မှုပုံမှုပြင်းထန်လေးကျွန်တော်ရဲ့တန်တရားကပူကြီးလာလေးပါပဲနောက်ဆုံးတော့တိုက်စီကနေပဲအဆရှာဖို့ဆုံးဖြတ်လိုက်တယ်ဒီတိုက်ကိုငှားရမ်းပေးခဲ့တဲ့အိမ်ချမ်းမြေအေဂျင်အနာကိုရှာဖွေပြီးစာချုပ်တက်တန်းတို့ကိုဆွေးနွေးမယ်ဆိုတဲ့အကြောင်းပြချက်နဲ့အနီးနားကစားတောက်ဆိုင်မှာတွေ့ဆုံခဲ့တယ်အန်နမှာအရင်တိုင်းနှွေးထွေးပြီးဖော်ရွေတဲ့ရုပ်ရည်မျိုးရှိနေသေးပါမစ္စတာဂျက်အဆင်ပြေပြေနေထိုင်ရရဲ့လားအဲ့ဒီနေရာကတီနေရာရောအပြင်စင်ရောအရန်ကောင်းတာအရင်ကမတော်တဆမှုတေးသေးလေးတစ်ခုဖြစ်ဘူးလို့လူအများစုကမနေရကြတာလေဒါပေမဲ့မစ္စတာကရုပ်ရည်တန်းပြန်တာဆိုတော့အဆင်ပြေမယ်ဆိုတာအမှတ်သိပြီးသားပါအဆင်ပြေပါတယ်အရင်ကအဲ့ဒီမှာဘာဖြစ်ခဲ့တာလဲဆိုတာကျွန်တော်စူးစမ်းကြည့်ရုံပါအွန်လိုင်းမှာရှာကြည့်တော့ပိုင်ရှင်ကမတော်တဆမှုနဲ့တည်သွားတယ်ဆိုတဲ့သတင်းတူလေးပဲတွေ့ရလို့ဒါတွေကအတိတ်မှာကြံခဲ့ပါပြီကွယ်မတော်တဆမှုတစ်ခုပါပဲတိတ်မတွေးပါနဲ့အေးစစ်စစ်ပဲဆက်နေပါအဲ့ဒီနေရာကတကယ်တော့စွမ်းရင်ကောင်းနေကြည့်လေမစ္စတာပြောင်းလာပြီးတာနဲ့အလုပ်တစ်ကောင်းကောင်းရသွားတယ်မဟုတ်လားဒါကံကောင်းတာပဲသူမကစကားလမ်းကြောင်းကိုချောချောမောမောပြောင်းသွားပြီးတိတ်မတွေးဖို့ပဲစက်တိုက်ပြောနေခဲ့တယ်ကျွန်တော်တို့တော့သူမရဲ့နှွေးထွေးမှုဟာထူးဆန်းပြီးတဘာဝမကျတဲ့ခံစားချက်ကိုပေးဆွဲနေခဲ့တယ်တာမန်အေဂျင့်ဆိုရင်ငှားရမ်းခတဲ့စာချုပ်ကိုပဲစိတ်ဝင်စားမှာမဟုတ်ဘူးလားဘာလို့သူမကကျွန်တော်ရဲ့စိတ်သက်အခြေအနေကိုဒီလောက်စိုးရိမ်နေရတာလဲဘာလို့တိုက်ရဲ့အတိတ်ကိုသိရှိသွားမှာကိုဒီလောက်တားဆီးနေရတာလဲယဉ်ကျေးတဲ့စကားနဲ့ငယ်ပြောဆိုပြီးနောက်အနာကိုနှုတ်ဆက်ခဲ့တယ်ဒါပေမဲ့အဲ့ဒီတွေ့ဆုံမှုကကျွန်တော်ရဲ့တန်တရားတွေကိုမပြေပြောက်စေခဲ့ပါဘူးအဲ့ဒီအစားတတိပူထားမိစေခဲ့တယ်အဲ့ဒီညမှာပဲကျွန်တော်ကိုလွန်စွာထိတ်လန့်စေခဲ့တဲ့အိမ်မက်တစ်ခုကိုမခဲ့ရတော့တာပါပဲ